မြန်မာရာဇဝင်တွေကဂလုံငှက်ကလုံဆိုတဲ့ငှက်ကဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေအရှေ့တောင်အာရှနိုင်ငံတွေနဲ့ဗုဒ္ဓစာပေတော်တော်များများမှာတွေ့ရတတ်ပေမဲ့ဒီကောင်တွေတကယ်ရှိခဲ့ပါတယ်ဆိုတဲ့သက်သေသာဓကတွေကိုအခုထိရှာမတွေ့ကြသေးပါဘူးဂလုံဆိုတာငှက်တွေရဲ့ဘီရင်ဖြစ်ပြီးတော့ပါဠိဘာသာစကားမှာဆိုရင်ဂလုဏရာဇာလို့ခေါ်ပါတယ်တက္ကသဘာသာမှာဂလုံကိုဂရုဏလို့ခေါ်ပြီးတော့ဟိန္ဒူစာပေရဲ့ဖော်ပြချက်အရဂလုံဟာဗေဒနိုးနှစ်ဖရာရဲ့စီးတော်ရင်ဖြစ်ပါတယ်ဂလုံတွေရဲ့ပုံများဆိုရင်ရွှေရောင်စင်းရှိတဲ့လူခန္ဓာကိုအဖြူရောင်မျက်နှာတိမ်ငက်နှုတ်သီးနဲ့အနီရောင်တောင်ပန်ရှိတယ်လို့ဖော်ပြထားပြီးတော့တချို့စာပေကျမ်းဂန်တွေမှာဆိုရင်ဂလုံရဲ့အတောင်ပန်ဟာရွှေရောင်စင်းလို့တောက်ပနေတယ်လို့ဆိုကြပါတယ်ဗုဒ္ဓဘာသာစာပေတွေထဲမှာဂလုံတွေဟာတိုင်းပြည်တည်ဆောက်နေထိုင်တတ်ကြပြီးတော့အုတ်ချုပ်သူအနေနဲ့ဘယင်တစ်ပါးရှိတယ်လို့လည်းဖော်ပြထားပါတယ်ဂလုံတွေရဲ့အရွယ်စားယူဇနာ150လောက်ရှိပြီးတော့အရွယ်စားအရန်ကြီးမာတာမို့လို့ကောင်းကင်မှာပြန်တန်းတဲ့အခါနေကိုယ်တော်ဖုံးကွယ်သွားတတ်တယ်လို့ဆိုကြပါတယ်ဂလုံဟာရဲရင်ချင်းခွန်အားကြီးမားခြင်းနဲ့အောင်မြင်ခြင်းတို့ရဲ့နမိတ်ကိုကိုစားပြုပြီးတော့950ဇန်နိပတ်တော်တိန်တနိပတ်ပန္နယကဇတ်တော်တွေမှာဂေါရမမြတ်စွာဘုရားလောင်းတော်ဟာဂလုံမင်းဖြစ်ခဲ့ဘူးလေလို့ဖော်ပြထားပါတယ်ထိုင်းနိုင်ငံမှာဂလုံကိုခရလို့ခေါ်ဆိုပြီးတော့ထိုင်းနိုင်ငံနဲ့ဘရင်ရဲ့မိသားစုအမတ်တစိမ့်အနေနဲ့အသုံးပြုပါတယ်အင်ဒိုနီးရှားနိုင်ငံမှာလည်းဂလုံကိုနိုင်ငံတော်အမတ်သားအနေနဲ့သတ်မှတ်ပြီးတော့နိုင်ငံပိုင်လေကြောင်းလိုင်းကိုတော့ဂရုထလေကြောင်းလိုင်းလို့နာမည်သတ်မှတ်ထားပါတယ်မွန်ဂိုလီးယားမှာဂလုံကိုခန်ဂရီလို့ခေါ်ပြီးဂျပန်နိုင်ငံမှာတော့ခါရူရာလို့ခေါ်ဆိုကြပါတယ်